ညာကိုခွေမမိနိုင်ရင်လည်းလွမ်းနေနှုတ်ဆက်စင်ကမောင်းရင်နေဝေမပြေတော့ဝေဒနာလေးတွေခံစားခဲ့ရတယ်ဒါတွေသူသိပါဦးမလားတန်ရောစင်မလေးရဲ့ရင်ထဲမှာဘာတွေရှိတယ်ကိုပြောမပြလဲသူသိပါဦးခွေတို့တဲ့တွေကြည့်ပြီးဖို့ခွေတန်ရောစင်မလေးရဲ့တန်ရောစင်မလေးရဲ့မိုးတဲ့ရင်နဲ့ရန်ကိုချစ်မိတယ်ပြန်လာပြန်ခဲ့ရတဲ့တန်ရောစင်မလေးရဲ့မင်းနဲ့ဆုံတွေ့ခဲ့တဲ့ညာလေးတညာကိုခွေမမိနိုင်ရင်လည်းလွမ်းနေနှုတ်ဆက်စင်ကကောင်းရင်နေဝေမပြေသာဝေဒနာလေးတွေခံစားခဲ့ရတယ်ဒါတွေသူသိပါဦးမလားတန်ရောစင်မလေးရဲ့ရင်ထဲမှာဘာတွေရှိတယ်ကိုပြောမပြလဲသူသိပါဦးကွယ်တို့အသေးတွေကြည့်ပြီးဖို့ကွယ်တန်ရောစင်မလေးရဲ့တန်ရောစင်မလေးရဲ့မိုးတဲ့ရင်နဲ့ရန်ကိုချစ်မိတယ်ကြံခဲ့သူလဲလွန်ရမယ်ခွယ်ကြံခဲ့သူလဲလွန်ရမှာပဲခွယ်ဘလောက်ကဘာတွေလဲဝေးဝေးဘလောက်ကဘာတွေလဲချာချာတန်ရောစင်နောက်ကျူလေးတွေရှိနေတော့လေတို့ပြန်ဆုံးမဲ့နေ့ကိုတို့ပြန်ဆုံးမဲ့ညကိုလဲချိုးကားရင်တွေ့လို့စောင့်နေဖို့ခွဲတန်ရောစင်မလေးရဲ့တန်ရောစင်မလေးရဲ့စာလေးကြပြလေးကြီးကပြီးအောင်ခွဲဘလောက်ကဘာလူမျိုးတွေဘလောက်ကဘာလူတွေချမ်းသာပါစေတို့ရင်ထဲမှာရှိနေတဲ့တန်ရုံးတွေမျိုးတွေကတန်ရုံးတွေမှာလေးပေါ်မှာပြောင်းနေပါဘူးတန်ရုံးတွေမှာလေးကိုလွန်တဲ့အခါတည်းကိုယ်တိုင်ရေးဆက်ထားတဲ့ချင်းတွေတန်ရုံးတွေမှာလေးမြင်နေရပါတယ်။အော်တန်ရုံးတွေမှာလေးအရင်ချစ်တယ်ကိုပြန်လာပြန်ခဲ့ရတဲ့တန်ရောစင်မလေးရဲ့မင်းနဲ့ဆုံတွေ့ခဲ့တဲ့ညာလေးတညာကိုခွေမမိနိုင်ရင်လည်းလွမ်းနေနှုတ်ဆက်စင်ကကောင်းရင်နေဝေမပြေသာဝေဒနာလေးတွေခံစားခဲ့ရတယ်ဒါတွေသူသိပါဦးမလားတန်ရောစင်မလေးရဲ့ရင်ထဲမှာဘာတွေရှိတယ်ကိုပြောမပြလဲသူသိပါဦးခွေတို့အသေးတွေကြည့်ပြီးဖို့ကွယ်တန်ရောစင်မလေးရဲ့တန်ရောစင်မလေးရဲ့မိုးတဲ့ရင်နဲ့ရန်ကိုချစ်မိတယ်ကြံခဲ့သူလဲလွန်ရမယ်ခွယ်ကြံခဲ့သူလဲလွန်ရမှာပဲခွယ်ဘယ်လောက်ကဘာတွေလဲဝေးဘလောက်ကဘာတွေလဲချာချာတန်ရောစင်နောက်ကျူလေးတွေရှိနေတော့လေတို့ပြန်ဆုံးမဲ့နေ့ကိုတို့ပြန်ဆုံးမဲ့ညကိုလဲချိုးကားရင်တွေ့လို့စောင့်နေပါမယ်တန်ရောစင်မလေးရဲ့တန်ရောစင်မလေးရဲ့စာလေးကြပြလေးကပြီးအောင်ခွေ